ချမ်းသာတဲ့အမျိုးသမီးတဦးဟာသူမရဲ့ဂျာကင်အင်ဂျီကိုချွတ်လိုက်ပြီးအောက်မှာရက်နေတဲ့တူတောင်းစားတယောက်ကိုရှင့်အနေနဲ့ကျမနဲ့အတူလိုက်နေချင်လားလို့လက်မေးခဲ့ပါတယ်တူတောင်းစားဟာဘာမှအလေးနက်မတွေးတော့ပဲချက်ချင်းပဲသဘောတူလိုက်ပြီးသူမနောက်ကိုအမြဲလိုက်သွားခဲ့ပါတော့တယ်မိနစ်နှဲငယ်ကြာမှတဲ့အမျိုးသမီးဟာသူမပေးခဲ့တဲ့ကတိအတိုင်းကြီးကျယ်ခမ်းနားလာတဲ့ဆန်အင်ဂျီစီကိုခေါ်ဆောင်ပြီးဖြည့်ဆည်းပေးခဲ့ပါတယ်တူတောင်းစားဟာဒီဆန်အင်ဂျီထဲမှာပဲထာဝရနေထိုင်သွားချင်တယ်လို့သူ့ရဲ့ဆန္ဒကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်အဲ့ဒီအခါအမျိုးသမီးကဒီစာချုပ်မှာလက်မှတ်ထိုးလိုက်တာဆိုရင်ဒီနေရာမှာရှိတဲ့အရာအလုံးကရှင့်အပိုင်ဖြစ်သွားလိမ့်မယ်လို့ပြောခဲ့ပါတယ်တူတောင်းစားလည်းဝမ်းသာအားရနဲ့ချက်ချင်းပဲလက်မှတ်ထိုးလိုက်ပါတော့တယ်ဒါပေမဲ့နောက်တနေ့မနက်ကစားပြီးသူ့ရဲ့လွတ်လပ်ခွင့်တွေအားလုံးလုံးဝပျောက်ဆုံးသွားခဲ့ရပါတယ်။သူဟာနေ့ရက်တိုင်းမှာထက်တလဲလဲတူညီနေတဲ့ပုံစံကွက်ပွားဆိုးကြီးတွေကိုရောက်ရှိသွားခဲ့တာပါ။သူဟာဆန်အိမ်ထဲကနေထွက်ခွာဖို့ကြိုးစားခဲ့ပေမဲ့တကားကြီးဟာစမ်းကြဲတဲ့ဆွမ်းအားတရက်ကြောင့်လုံးဝပိတ်ဆို့ခံထားရပါတယ်။အဲ့ဒီမျိုးသမီးကတစုံတယောက်ကရှင်နဲ့လာလဲမှသာဒါမှမဟုတ်ရှင်ရဲ့အသက်နဲ့တံမိုးပြန်ပေးစမှသာဒီနေရာကနေထွက်သွားလို့ရမယ်လို့သူ့ကိုပြောခဲ့ပါတယ်။ဒီညမှာတော့တာမီနှစ်ယောက်ဟာဆန်အင်ကြီးထဲမှာတက်ခုခွင့်ပေးဖို့လာရောက်တောင်းဆိုခဲ့ကြပါတယ်။အဲ့ဒီကလေးငယ်ဟာဆန်အင်ကြီးရဲ့ဇင်ခန့်အဆင့်တန်းမြင့်မာလာတဲ့လူနေမှုဘဝပေါ်အလွန်မင်းဆွဲလန်းသဘောကျသွားခဲ့ပါတယ်။သူတောင်းစားဟာအဲ့ဒီကလေးကဂိမ်းဆော့ရတာဝါသနာပါမှန်းသိရှိသွားတဲ့အခါစာချုပ်တစ်ခုကိုယူဆောင်လာပြီးကလေးငယ်လက်မှတ်ထိုးလာအောင်ဘာနဲ့စွာနဲ့လှည့်စားစည်းရုံးခဲ့ပါတော့တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူတောင်းစားဟာဒီဆန်အင်ကြီးထဲကနေဘယ်တော့မှထွက်မသွားဖို့ကလေးငယ်ကိုတတိပေးတဲ့အနေနဲ့ပြောကြားခဲ့ပါတယ်။နောက်တနေ့မှာတော့သူတောင်းစားဟာထိုသားမီးနှစ်ယောက်ကိုနှုတ်ဆက်လိုက်ပြီးချမ်းသာတဲ့အမျိုးသမီးစီကိုတွားခဲ့ပါတယ်။သူကကျွန်တော်အတွက်လွတ်လပ်ခွင့်အနှဲငယ်ရဖို့အတွက်ဆိုရင်ကျွန်တော်ရဲ့အသက်ကိုပါပေးအပ်ဖို့အသင့်ပါပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကြောင့်အမျိုးသမီးဟာဒေါသကြီးနဲ့အော်ဟစ်မိဟိပါတော့တယ်။နောက်ဆုံးမှာတော့သူတောင်းစားဟာသူ့အသက်ကိုစတေးပြီးလွတ်မြောက်သွားခဲ့တာမို့တာမန်သူတောင်းစားဘဝကိုပြန်လည်ရောက်ရှိသွားခဲ့ပြီးအေးချမ်းစွာနဲ့ပဲသူ့ရဲ့မျက်လုံးတွေကိုမိတ်လိုက်ပါတော့တယ်။